မင်္ဂလာပါဒီနေ့ဆရာတင်မဲ့သင်ခန်းစာလေးကတော့ Grade 12 English Unit 2က Key to Happiness ဆိုတဲ့ with the passage လေးပဲဖြစ်ပါတယ်။ဟုတ်ပြီနံပါတ်6အချက်လေးကိုဖတ်ကြည့်အောင်ပါ Have a feeling of contentment ဟုတ်ပြီ have ရှိခြင်း a feeling of contentment ရောင်ရမ်းတည်နေမှုရှိခြင်း Contentment is the keys to happiness. People who accept what they have are happier than people who crave for more career success and money ဟုတ်ပြီဒါဘာပြောရလဲဆိုရင်Contentment is contentment ရောင်ရမ်းတည်နေခြင်းဆိုတာက is ဖြစ်ပါတယ် the key to happiness ပျော်ရွှင်မှုစီကိုတွားဖို့အတွက်အဓိကတော့ချက်ပဲဖြစ်ပါတယ်တဲ့ပြီးပဲလူတွေ who accept လက်ခံတော်လူတွေဒီမှာ who ကိုဆရာကဒေါ်လို့ဘာသာပြန်မယ်ဘာကြောင့်လဲသူက relative clause တွေကမှသူက adjective clause ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့ဒီ who ဆိုတာ relative pronoun အဲ့ဒီ relative pronoun ကရှေ့က people ဆိုတဲ့ဒီ people ဆိုတဲ့ noun လေးကိုဘာလုပ်တာလဲဆိုရင်အထူးပြုထားတာဟုတ်ပြီနော်ဒါကြောင့်မလို့သူ့ကိုများသောအားဖြင့်ဒေါ်နဲ့ဘာသာပြန်လို့ရတယ်အဲဒါဆက်ပြီးပြန်ကြည့်မယ် people လူတွေ who don't accept လက်ခံတော့ what they have သူတို့မှာရှိတဲ့အရာတွေကိုလက်ခံတော့လူတွေက are happier ပိုပြီးပျော်ရွှင်ပါတယ် than people လူတွေထက် who crave for more career success and money ဟုတ်ပြီနော် people ဆိုတာလူတွေ who don't crave for ပိုပြီးတော့မှcrave for ဆိုတာကကျတော့မတ်မောတောင်းတသည်မတ်မောတောင်းတသည် more career success ပိုကောင်းတဲ့လုပ်ငန်းပိုကောင်းတဲ့ပိုများတဲ့လုပ်ငန်းခွင်အောင်မြင်မှုတွေကို crave for မတ်မောတောင်းတတော့အန်ပြီးတော့ money ပတ်စံတွေကိုမတ်မောတောင်းတတော့လူတွေထက်ပိုပြီးတော့မှပျော်ရွှင်ပါတယ်တဲ့ဒီမှာမင်းတို့သိရမှာက crave ဆိုတာကဆရာတို့မတ်မောတောင်းတသည်ဆိုတဲ့ဘတ်ပါဟုတ်ပြီနော် crave for something ဒါလေးလည်းတွဲမိထားလို့ရတယ် A recent survey showed that the simple things in life are the most important for you ဟုတ်ပြီဒါဘာပြောရလဲဆိုရင် a recent survey မကြသေးခင်ကစစ်တမ်းတစ်ခုက shows that သက်သေပြထားပါတယ်ဖော်ပြထားပါတယ် the simple things in life ဘဝမှာအရိုးရှင်းဆုံးအရာလေးတွေကဖြစ်ကြပါတယ် the most important for you မင်းတို့အရေးကြီးဆုံးအရေးပါဆုံးဖြစ်ကြပါတယ်တဲ့ you tend to be happy with simple things like a walk in a park a beautiful sunset and an evening with a friend ဟုတ်ပြီဒါဘာပြောရလဲဆိုရင် you tend to ဆိုတာကကြောလေးရှိတာ you tend to be happy မင်းပျော်ရွှင်လေးရှိပါတယ်တဲ့ with simple things ရိုးရှင်းသောအရာလေးတွေကြောင့်မင်းပျော်ရွှင်လေးရှိပါတယ်ဘယ်လိုမျိုးလဲဆိုရင် like ကဲ့သို့သော a walk in a park ပန်းခြံတစ်ခုထဲမှာလမ်းလျှောက်ရှင်း a beautiful sunset လှပတဲ့နေဝင်ချိန်တစ်ခုညနေစီးစာတစ်ခုပြီးတော့ an evening with a friend တငယ်ချင်းတယောက်နဲ့အတူရှိရတဲ့ညနေခင်းတခုစတာလေးတွေကစတဲ့ရိုးရှင်းတဲ့အရာလေးတွေရိုးရှင်းမှုလေးတွေအကြောင်းမင်းကပျော်ရွှင်လေးရှိပါတယ်တဲ့ It is true that people need to have a reasonable amount of material possession but wanting more than what is necessary breeds greed and frustration ဟုတ်ပြီဒါဘာပြောရလဲဆိုရင် It is true မှန်ပါတယ်တဲ့that ဆိုတာအဲ့ဒီမှာ int ကဘာသာပြန်စရာမလိုဘူးเนาะ damning subject ဆရာခဏပြောတယ် damning subject အတူဘယ်သူကိုမှညှိုးတာမဟုတ်ဘူး၎င်းကိုလို့ဘာသာပြန်လို့မရဘူး၎င်းကလို့လည်းဘာသာပြန်လို့မရဘူး it is true မှန်ပါတယ်ပေါ့ that ဆိုတာပြီးပဲလူတွေက need to have လူတွေမှာရှိတဲ့တယ်လူတွေကရှိဖို့လိုအပ်တယ်ဟုတ်ပြီเนาะ a reasonable amount of material possession ဥစ္စာဒနာပိုင်ဆိုင်မှုတင်းလျောက်ပတ်တော့ reasonable ဆိုတာတင်းလျောက်ပတ်တော့ဟုတ်ပြီနော်တင်းလျောက်ပတ်တော့ amount ပမာဏတစ်ခုဟုတ်ပြီနော်ပမာဏတင်းလျောက်ပတ်တော့ဥစ္စာဒနာပိုင်ဆိုင်မှုရှိဖို့လိုအပ်တယ်ဆိုတာမှန်ပါတယ်တဲ့ but ဒါပေမဲ့လို့ wanting လိုချင်ခြင်း more than ထပ်ပို့ပြီးတော့ what is necessary လိုအပ်သည်ထပ်ပို့ပြီးတော့လိုချင်ခြင်း more than what is necessary လိုအပ်သည်ထပ်ပို့ပြီးတော့မှ wanting လိုချင်ခြင်းက breeze ပေါ်ပေါက်စေပါတယ် greed လောဘစိတ်နဲ့ and frustration အမလို့အမရဖြစ်မှုတွေကိုပေါ်ပေါက်စေပါတယ်တဲ့ဟုတ်ပြီဆရာဒီမှာပြောချင်တာက breed and breed as breeze ကကျဆရာတို့ကတားပေါက်သည်ပေါ်ပေါက်စေသည်ပြိုးထောင်လေ့ကျင့်ပေးသည်စတဲ့အဓိပ္ပာယ်တွေရှိတယ်ဟုတ်ပြီနော်ဒီမှာတော့ပေါ်ပေါက်စေသည်လို့ပြန်လိုက်မယ် greed လောဘစိတ်တွေကိုပေါ်ပေါက်စေတယ်and frustration အမလို့အမရဖြစ်ခြင်းတွေကိုပေါ်ပေါက်စေပါတယ်တဲ့ greed ဆိုတာကလောဘgreed လောဘ frustration frustration အမလို့အမရဖြစ်ရှင်ဟုတ်ပြီနော်သူကလည်းကောင်းတဲ့ emotion တော့မဟုတ်ဘူးဟုတ်ပြီအဲ့မှာဆိုလို့ချင်း breed breeze ရဲ့ but 1 breeze ရဲ့ but 2နဲ့
but 3က BRED bread ပါဟုတ်ပြီနော် BRED bread BRED bread ဟုတ်ပြီနော်ဒါလေးလည်းသိထားရမယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်